အခြေအနေမကောင်းလာတော့မှန်ပဲဗျအခုသမ္မတဒေါ်နယ်ထရန့်ကနေပြီးတော့သူ့ရဲ့ True Social Media ကနေတရားဝင်ထုတ်ပြန်ကြေညာတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ပြီးခဲ့တဲ့ညတုန်းကအီရန်နိုင်ငံမှာရှိနေတဲ့နျူကလ িয়ার သိမ်းဆည်းထားတဲ့ site 3 ခုအဲ့တော့ site 3 ခုကိုတွားပြီးတော့သူကဘုံကျဲတယ် B2 လေယာဉ်ပေါ့နော်ဒါကမ္ဘာပေါ်မှာအမေရိကန်တနိုင်ငံနဲ့ပိုင်ဆိုင်တဲ့လေယာဉ်မှာအဲ့လေယာဉ်ရဲ့ဘုံပြင်းအားကသူကပေပေါင်း40 50လောက်ထိပေါ့နော်အဲ့ဒုံးကြီးကဝင်သွားမယ်ပြီးတော့မှဟိုးအောက်ထဲမှာတောင်အောက်ထဲမှာတင်ထားတဲ့နျူကလ িয়ার စိုက်ကိုသူကတွားပြီးကွဲတာဆိုတော့သူတို့အခုဒီပြောကြားချက်အရတော့ successfully လုံးဝအောင်မြင်စွာနဲ့သူတို့ဘုံကျဲနိုင်ခဲ့တယ်ပြီးတော့ပြန်လဲဆုတ်ခွာလာတယ်ပေါ့နော်ဟောအနာဂတ်မှာသူတို့တွေဒါအပြုတ်သဘောဆောင်တဲ့ပြောင်းလဲမှုပေါ့နော်ဒါအမေရိကန်ကနေပြီးဝင်ကူညီလိုက်တယ်ပေါ့နော်စစ်ပွဲကိုသူတို့ငြိမ်းချမ်းအောင်လို့ဒီလိုမျိုးတိုက်ခိုက်မှုတွေနဲ့ပြင်ရှင်းလိုက်တယ်ပေါ့နော်ဒီဇလန်တွေသူကစပြီးတော့ပြောလာတယ်အခုဒီမှာမြေပုံကြည့်လိုက်လို့ရှိရင်ဒီ Fordo ဆိုတာဒါလေးဖြစ်မှာပေါ့နော် Nastahan ရဲ့ပြီးတော့ Isfahan ရဲ့ဒီ၃ခုပေါ့နော်တီဟာရန်ကတော့သူတို့အီရန်နိုင်ငံရဲ့မြို့တော်ဖြစ်တယ်ပေါ့နော်မြို့တော်ရဲ့ဘေးနားမှာကတ်နေတဲ့နေရာလေးမှာရှိနေတာဆိုတော့ဒီကောင်တော်တော်လေးအနေနဲ့ကြီးပုံရတယ်ပြီးခဲ့တဲ့6ရက်ကနေပြီးတော့ဒီနေ့အထိပေါ့နော်အမေရိကန်က TikTok social media မှာတက်လာတာဘာလဲဆိုလို့ရှိရင်တော့ steak and lobster ဒီ steak and lobster ကဘယ်အချိန်မှကျွေးလဲဆိုလို့ရှိရင်စစ်သားတွေစစ်တိုက်မထွက်ခင်မှာနော်အဲ့လိုမျိုးကာလတွေမှာတဲ့အမေရိကန်စစ်တပ်ကနေပြီးတော့ကျွေးတာဒါမတူညီတဲ့နောက်ထပ်စစ်သမီးပေါ့နော်သူကတင်ထားတာ steak and lobster စားရတယ်ဒီမှာလဲသူတို့အမေရိကန်စစ်သားသူ့ရဲ့ဗီဒီယိုမှာဆိုလို့ရှိရင်လေသူ့ကို steak and lobster ကျွေးနေဆိုတော့သူသိလိုက်တယ်ပေါ့နော် World War 3များစတော့မှာလားတဲ့အီရန်ဘက်ကလည်းအခုနောက်ဆုံးတုံ့ပြန်ခဲ့တာဘာလဲဆိုလို့ရှိရင်နော် you started we were ended မင်းငါတို့ရှိကိုအရင်ဆုံးစခဲ့တာမင်းအတွက်ဇက်သိန်းကိုငါတို့ပဲလုပ်ပေးမယ်ဆိုပြီးတော့သူတို့ဘက်ကနောက်ဆုံးပြောလိမ့်ဒီအိဗယ်ကကျွန်တော်တို့တွေဒါတော်တော်လေးဆိုးရွားတဲ့ခြေနေဖြစ်နေပြီနော်ဒါအစ္စရေးနဲ့အီရန်စပစ်တာအမေရိကန်အခုဝင်ကူတယ်အီရန်ကအခုတုံ့ပြန်ဖို့အတွက်သူတို့တရားဝင်ကြေညာလိုက်ပြီအဲ့တော့အီရန်တုံ့ပြန်လို့ရှိရင်နောက်ကနေလိုက်လာမှာကပါကစ္စတန်ပါတယ်နျူကလ িয়ার ပိုင်တယ်နော်ချိုင်းနာပါတယ်နျူကလ িয়ার ပိုင်တယ်နော်ရုရှားပါတယ်နျူကလ িয়ার ပိုင်တယ်နော်ကျွန်တော်တို့ဒီအီရာကတော်တော်လေး serious မထားဘူးပဲကိစ္စမှာဒုံးကြီးပြစ်တယ်ဆိုလို့ရှိရင်လည်းစစ်ဖြစ်နေပြီပြောစရာကြီးတို့ဟိုဘက်နဲ့ဒီဘက်ချပါလားတို့ငါတို့ဒီမှာဒုံးကြီးတွေကြည့်ရပြောစရာကြီးတို့ကျွန်တော်တို့ကအရင် serious ထားတော့မဲ့အခြေအနေဗျဒါလုံးဝအထိကိစ္စနာလုံးဝမခံပါဘူးနောက်ဆုံးပြောတဲ့စကားတွေရဆိုလို့ရှိရင်အီရန်ကနျူကလ িয়ার ပိုင်နေပြီလို့တော့ပြောနေကြတယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်ကသိပြီးစိတ်မပူဒါပေမဲ့ဘောဝါ3စဖြစ်လို့နျူကလ িয়ার ဒုံးကြီးထိုးလိုက်ပြီဆိုလို့ရှိရင်ကမ္ဘာကြီးရဲ့80%လောက်ကတေချေပျက်စီးမှာတယ်ဒါ theoretically ရသူတို့ပြောထားတာသိပ္ပံပညာရှင်တွေရှာတွေ့ထားတာကျန်တဲ့20%ကလည်းဒီ nuclear အနုမြူကထွက်လာတဲ့ဓာတ်ရောင်ခြည်တွေတင့်ပြီးတော့တဖြည်းဖြည်းနဲ့တိတ်ဆုံးသွားမယ်ဆိုပြီးပြောတယ်အဲ့တော့ဘယ်သူမှရှင်သန်ဖို့အတွက်မသေးကြဘူးနော်ကျွန်တော်တို့ trading မှာဆိုလို့ရှိရင်လည်း stock market တွေရောအခု crypto market တွေရောဈေးကျတယ်ဒါအခုတနင်္ဂနွေနေ့ပဲရှိသေးတယ်တနင်္လာနေ့သာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဈေးကွက်တွေအားကောင်းနဲ့ထိုးကြလိမ့်မယ်ဖြစ်နိုင်ခြေအများကြီးရှိတယ်နော်အဲ့တော့မိတ်ဆွေတို့ကဘယ်လိုမြင်လဲမမမောင်ကိုရောက်ဆွေးနွေးကြပါ